တန်တယ်ဝယ်လေးတန်ဝယ် ဟုတ် တော့ တယ်တက်စီရမယ် အဲ့တော့ဆိုအဲ့ကောင်မလေးညော်လေးတို့အိမ်ကိုလာဝေးသေးလား လာမွေဦးမနေ့ကင်းတော့ယောက်ျားလေး2ယောက်ပဲလာဝယ်မိန်းကလေးတယောက်မှလာမွေသေး ဟာရောက်ပါပါလားအော်တက်စီအဲ့ဆိုရင်ကိုရုပ်ဟိုကလေးတက်စီနှစ်ဘူးလိုက် နှစ်ဘူးမှ 3000နဲ့နော် ဟုတ် အဲ့တော့6000 6000ပဲ ဟုတ်တယ် နှစ်ဘူးမှ6000ပဲ ဟောပြဿနာ တန်လိုက်တာ အဲ့တော့မကွန်နှစ်ဘူးတော့ ဟုတ်နှစ်ဘူးမှ6000ပဲ ဒီကတက်စီတက်စီလေ တက်စီ ဟုတ်တယ် တက်စီပေါ့ ဟုတ်တယ် တက်တမှုဟုတ်တယ် အဲ့လောက်ကြီးကြမပြောတော့ဘူးကွာ လေ မကြည့်ဘူးလား ဒါပုံမှန်တက်တယ် ဘယ်ပြောနေတာလောက်တက်တက်လေးပြောပြမှာတော့ ပေါ်လေးလူပါအဲ့ဒါကြီး စီချားနေရချာမဒီတပုတ်တော့ဆောင်နေရတာကန်ကောင်းတယ်နော် တူ3000တန်လုံးလုံးနော် မကြည့်ဘူးတစ်စက်နှစ်စက်ပဲပါတယ်ဟာညက်လေ ယူမလာမြူလားမယူလဲနောက်နေတယ် ဒီနေကတင်ကြလား ယူရ တမန်လိုက်ပဲ ဟိုဆိုင်ကတေးပေါက်ပြီးမောင်းလို့မရ ဟုတ်တယ်လေ ဟေးဟာ Sorry အမလေးဘဝပြက်ပြီဘဝပြက်ပြီငါစိတ်ကမရှိတော့ ဒီလုံးရစားတာကွာ